လူရဲ့ဘဝဟာမရေရာဘူးယာယီခေတ္တလောကအေးသေးအချိန်တန်ပြန်ထွက်သွားရမယ်ခန္ဓာကြွေလွင်ခဲ့ရင်တင်းရဲ့ဝိညာဉ်ပဲစီလေထာဝရခရီးတွင်လမ်းခုရှိနေတယ်အိုးနာတည်ခြင်းနဲ့လူအနိစ္စတရားတွေကိုယ်တိုင်ပဲလူဒီဖျားမဟုတ်မြေမုံကလာချိန်တန်မြေမုံသွားရမှာဟန်ဆောင်မနေနဲ့တော့ကွာငရေလာကောင်းရင်ရွှေပြည်လာဒီကြတဲ့ခြေတစ်ခုတော့ထာဝရအတွက်ရွေးရမယ်ကိုယ်တိုင်ခံစားရမယ်အမြဲထာဝရဆုံးဖြတ်ချက်လေးမခဲ့ရင်ထာဝရတွေ့ဖို့ရတယ်အသက်အတွက်အသက်နဲ့အစားထိုးတာရှိခဲ့လေသူယေရှုသာရင်တော့လည်းဒီထာဝရခေတ္တလောကအေးသေးအချိန်တန်ပြန်ထွက်သွားရမယ်ခန္ဓာကြည်လွင်ခဲ့ရင်တင်းရဲ့ဝိညာဉ်ပဲစီလေထာဝရခရီးတွင်လည်းခုရှိနေတယ်အိုးနာတည်ခြင်းနဲ့လူအနိစ္စတရားဒီကိုယ်တိုင်ပဲလူဒီဖျားမဟုတ်မြေမုံကလာအချိန်တန်မြေမုံသွားရမှာ